ဒီနေ့ကတော့နည်းနည်းပြောစရာရှိရပေါ့ဘာလဲဆိုတော့ဒေါင်းရဲ့ကိစ္စပါနော်ကျွန်တော်လည်းစုံစမ်းပါတယ်ဒါပေမဲ့ခုချိန်ထိတော့ကာကလုံးလာကျွန်တော်မသိရသေးဘူးပေါ့နော်ဒါပေမဲ့သိရတဲ့လောက်တော့ကျွန်တော်လည်းနည်းနည်းမှတော့ပြောချင်တယ်ပေါ့တချို့မီဒီယာတွေကတချို့မီဒီယာဆိုတာဗျာမီဒီယာမဟုတ်ဘူးပေါ့ဗျာရှင်းပြောရရှင်ပေါက်ပန်း40ပေါ့နော်ဗစက်ဖာကြတာပေါ့နော်ပြီးတော့လက်ဖာကြတာပေါ့ Facebook ပေါ်မှာကောက်ရေးတယ်သူကရေးတယ်ပေါက်ပန်း40ရှောက်တယ်ကထင်ကြီးတွေနဲ့သူတို့ရှောက်တယ်ဆွဆွဲကျင်နေဆွဆွဲတယ်မှာသူတို့ပြောဆိုနေကြတယ်ဆောက်တယ်တွေပါအားလုံးနော်ဘာကျွန်တော်တို့ဆိုလို့ရှိရင်ဒေါင်းနေတော့အနိစ္စဆိုပြကျွန်တော်ဆိုလို့ရှိရင်ဒေါင်းနေနဲ့ကျွန်တော် Messenger နေပြီးတော့မှအများနဲ့ကျွန်တော်တို့ဆက်သွယ်လုပ်ကြတယ်ဒါမှမဟုတ်ရပါတော့အခုကျွန်တော်ဒီနေ့ဆိုရင် Facebook ပေါ်မှာကျွန်တော်တွေ့ထားတယ်ပေါ့နော်ဒေါင်းနေကတက်စာဖောက်လို့ပေါ့နော်တော်လိုင်းရဲ့ဒီတော့ဗန်နာယူလည်းဖြစ်တဲ့အခါကျတော့ဒီငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့မှတက်စာဖောက်တယ်ဆိုပြီးတော့မှမကန်နဲ့စာသားအရေးသားတွေနဲ့သူတို့တွေက line ပေါ်ဒီမှာဒီတော်လိုင်းရေးရဲမေလေးတွေကိုဒါတော်လိုင်းရေးရဲဘော်တွေရဲမေတွေကိုဘယ်လိုကောင်းမလဲတက်ကချတဲ့အနေအထားမျိုးတစ်ခုကိုတော့တွေ့ရတယ်ပေါ့မှန်ကန်လောက်ကြပါနော်သူတို့တွေကအသက်တွေပေးပြီးတော့မှသူတို့တွေကတကယ်တည်းတိုက်ပွဲတွေဝင်ခဲ့ကြပါတယ်ဒေါင်းနီကိုမဲ့ရကျွန်တော်ပြောရမယ်ဆို2022 23လောက်ဆိုလို့ရှိရင်စကိုင်းမှာစစ်သားတွေတကယ်ချီချင်းရှုံနေတဲ့အချိန်ပေါ့နော်ဒါအခုဒေါင်းနီတို့ဆိုလို့ရှိရင်ဘယ်လောက်ထိဆွတမန်မိမသားတယောက်အနေနဲ့ယောက်ျားတွေတမကအခုခင်ဗျားတို့အခု line ပေါ်မှာလက်တရမ်းနေတဲ့ကောင်တွေတမကအခုဒေါင်းနီရဲ့အကြောင်းကိုစောက်ဖောင်းထုတ်နေတဲ့ဗဇက်တွေနဲ့မတူဘူးနော်ခင်ဗျားတို့ထက်တာတယ်ကျွန်တော်ပြောချင်တာခင်ဗျားတို့ထက်တာတယ်နော်TikTok ပေါ်မှာ like ထည့်ပြီးတော့မှပေါက်ပန်း40ဒေါင်းနီရဲ့အကြောင်းနေနော်ပေါက်ပန်း40ရှောက်ထည့်ပြီးတော့မှလူလို့အသက်ခံရတာဘာညာဖာဆန်ပြောနေအဲ့မှာဖာတယ်မတတရှိတယ်နော်စင်ကာပူတို့ထိုင်းတို့မှာနေတဲ့ရတယ်နော်အဲ့ဖာမတွေအစငါပြောပြမယ်နင်တို့ဒေါင်းနီရဲ့အကြောင်းကိုမသိရင်နင်တို့တွေစောက်ဖောင်းတိတ်မထူနဲ့နင်တို့တဲ့စောက်ဆင်အများကြီးတာတယ်နော်အကျိုးမဲ့တက်ခံရတာတော့မဟုတ်ဘူးအထင်မြင်မှခံတဲ့မှာတက်ခံရတဲ့ကိစ္စတစ်ခုဒါပေမဲ့ဒီအထင်မြင်မှမှုကကျွန်တော်အတိအကျမသိရသေးဘူးသိရကြထက်ထိန်ကကျွန်တော်ကပြောဦးမယ်ဆိုတော့အခုက2020နဲ့23တုန်းကဆိုလို့ရှိရင်စကိုင်းမှာစစ်သားတွေချီရင်ရှုံနေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင်ဒေါင်းနီတို့အဖွဲ့တွေနော်ဒါဘုံညိုကျော်ဥဆောင်တဲ့ပြီးတော့မှဘယ်လောက်ထိလှုပ်ရှားခဲ့ကြလဲကျွန်တော်ပြောပြမယ်စစ်ခွေးတွေရဲ့ level ကိုကိုင်းခုတ်ဓမ္မနဲ့ခုတ်ထည့်ပြီးတော့ဖြတ်ခဲ့တာဒေါင်းနီပဲဒါကျွန်တော်မျက်စိရှိတယ်နော်ခင်ဗျဘာပြောကောင်းမလဲခင်ဗျတို့ယောက်ျားခင်ဗျတို့အခုလက်ရှိ line ပေါ်မှာခင်ဗျတို့ဗဇက်တင်ရနေတဲ့နော်ဖာကြနေတဲ့အဲ့ဖာဗဇက်တွေတက်ထားတဲ့ယောက်ျားတွေထက်မကောင်းသားတဲ့ဒေါင်းနီတို့ကနော်စစ်ခွေးတွေကိုတကောင်ချင်းဖမ်းမိအောင်ဖမ်းတယ်ဖမ်းမိပြီဆိုတော့ねလေကုတ်ကိုတခါတည်းလက်ပြန်ကျိုးတုပ်ပြီးတော့လေကျင်းဝမှာလေသိလားခေါင်းငုံခိုင်းတယ်ဥမာလေကုတ်ကိုလေကိုင်းကုတ်သားနဲ့ခုတ်ဖြတ်ခဲ့တဲ့တတိရှိတဲ့ရဲမီတယောက်သဘောပေါက်ထားနောက်ဘိုးဟဲ့မင်းပေါက်ပန်း40မပြောနဲ့လို့စကားလာမပြောနဲ့ကျွန်တော်မှဒေါင်းလူအဲ့မျိုးစစ်ခွေးတွေကိုလေဘင်းကိုဓာတ်နဲ့တိနေအောင်ဖြတ်ခဲ့တဲ့ဗီဒီယိုဖိုင်တွေအများကြီးရှိတယ်ကျွန်တော်မှနော်တင်မပြတာချမပြတာပဲရှိတယ်ဘာကြောင့်မို့ကျွန်တော်ချမပြခဲ့တာလဲတော်လန်ကြီးပုံကြီးတက်ခါကြသွားမှာဆိုလို့အကျန်းဖက်လုံးရက်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်မှာဆိုလို့နော်စစ်ခွေးတွေကိုဖမ်းမိတယ်နော်အဲ့မှာမရင်းကျင့်တယ်ပြီးတော့မှစစ်ခွေးတွေနော်အဲ့မှာစကိုင်းမှာမရင်းကျင့်တက်ဖြတ်ခဲ့တဲ့မိန်းကလေးတွေအများကြီးခံခဲ့ရတယ်အဲ့ဒီကောင်တွေကိုမရမကဒေါင်းနီတို့နော်ဘုံညိုကျော်တို့အဖွဲ့တွေကမရမကဖမ်းဆီးပြီးတော့မှဒီကောင်တို့လက်ပြန်ကျိုးတုတ်ထည့်ပြီးတော့မှအရှင်မထားဘူးတခါတဲ့လေကုတ်ကိုကိုင်းခုတ်ထားနဲ့ကိုင်းခုတ်တဲ့ဓာတ်နော်ကိုင်းပင်တွေဘာတွေကိုခုတ်တဲ့ဓာတ်တရှိအဲ့ဒါနဲ့လေတိကလေးပြောင်ခုတ်တက်တာသိလားတိကလေးပြောင်ခုတ်ဖြတ်ထိန်မှတတ်ပြက်တာအဲ့လောက်ထိတတ်တိကောင်းတဲ့မိန်းမတော့ပေါက်ထားခင်ဗျားတို့အဲ့လိုမိန်းမတယောက်ကိုဒီလောက်ထိတော်လိုင်းရေးပေါ်မှာကောင်းမှုနဲ့လှုပ်ပေးခဲ့တယ်လိုင်းပေါ်မှာအစိုးရရဲ့ကူညီထောက်ပံ့မှုကိုအပြည့်အဝမရလို့သူတို့တွေဟာရတဲ့နေရာနေပြီးတော့မှပြည်သူတွေစီမှာနော်အကူအညီတွေတောင်းနော်ခင်ဗျားတို့ line ပေါ်မှာတက်တော့ like တွေပေါ်မှာအလူတွေခံတဲ့သူတို့လုပ်ခဲ့ကြတယ်ကျွန်တော်တို့တွေလည်းဝင်တဲ့ကူညီပေးခဲ့ကြတယ်ဒီနေ့လို့ဖြစ်သွားတဲ့အချိန်ကာလကြာမှာခင်ဗျားတို့ကဒေါင်းနီကိုအပုတ်ချတယ်ပြောနေတာသူ့ရဲ့လုပ်ရက်တွေကိုခင်ဗျားတို့ကျေးဇူးတော်တင်တယ်သိတယ်သိလားခင်ဗျားတို့တွေကလေသိလားခင်ဗျားတို့ကောင်းစားဖို့အတွက်ခင်ဗျားတို့မျိုးဖို့ဆို့ဖို့နော်မိသားစုနဲ့အေးချမ်းနေနိုင်ဖို့ခင်ဗျားတို့တွေအတွက်ကိုစူးစမ်းပေးခဲ့ကြတာသူစူးစမ်းပေးခဲ့တဲ့သူလုပ်ခဲ့တဲ့နိုင်ငံရေးတော်လှန်ရေးလမ်းကြောင်းပေါ်မှာတော့ခင်ဗျားတို့တက်ခါမချကြပါနဲ့ဗျာအပုတ်မခတ်ကြပါနဲ့ခင်ဗျားတို့စိတ်တက်တွေတအားရုပ်မာကြတယ်သိလားခင်ဗျားတို့အောက်တန်းကြတယ်ခင်ဗျားတို့စိတ်တက်တွေက
တကယ်ခင်ဗျားတို့စိတ်တက်တွေအောက်တန်းကြတယ်ခင်ဗျားတို့ကလေအိမ်မှာမွေးထားရင်တော့မွေးထားတဲ့ခွေးရဲ့ကျေးဇူးတရားတည်ဦးမှာသိလားဒါပေမဲ့အခုလိုမျိုးရဲမိန်လေးတွေခင်ဗျားတို့အတွက်လုတ်ပေးသွားတဲ့လုတ်ရက်တွေပေါ်မှာခင်ဗျားတို့ကျေးဇူးမပြင်းတဲ့အပြင်ကျေးဇူးမတင်တဲ့အပြင်ခင်ဗျားတို့ကအပုတ်ခတ်တိုင်းမှာပြောဆိုနေကြတာနော်ဆိုတော့ဘုံညွန်ကျောင်းနဲ့တောင်းနေဆိုတာဟာလည်းပါဒါချက်တော့တကြောင်ဖြစ်နေကြကိစ္စတစ်ခုပဲဒါပေမဲ့ဘလို့တောင်းတွေကိုတတ်လိုက်တယ်ဆိုတော့အနေထားတရက်ကိုတော့ကျွန်တော်အတိအကျမသိရသေးဘူးသူတို့ဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့မှဘန်နာရင်းနဲ့ပတ်သက်ပြီးတော့မှပဲသူတို့တွေစကားများကြတယ်အခြေတင်ဖြစ်ကြတယ်ဖြစ်ကြရင်းနဲ့ဘုံညိုရောစိတ်မထိန်နိုင်လို့တတ်လိုက်တယ်ဒါပဲကျွန်တော်ကြားထားရတယ်ပေါ့နော်ကျွန်တော်ကြားထားတယ်ဒါတိကျကျမှန်မှန်ကန်ကန်တော့ကျွန်တော်မရှိသေးဘူးဒါပေမဲ့ကျွန်တော်ကြားထားတာအဲ့လိုပဲကြားထားရတယ်အဲ့ဒီအပေါ်မှာခင်ဗျားတို့ကပေါက်ပန်း40ဒေါင်းနေရလင်းလျောက်ထားတာတို့ဘာလှုပ်တာတို့ညောက်တာလာမပြောနဲ့ဒေါင်းနေရအိမ်ထောင်ရှိတယ်သူ့မှာယောက်ျားရှိတယ်သူ့မှာကလေးရှိတယ်ခင်ဗျားတို့မြင်မှတ်ထားသူ့မှာကလေးလည်းရှိတယ်လင်းယောက်ျားကံပိုင်လင်းယောက်ျားလည်းရှိပြီးသားခင်ဗျားတို့ကလေစောက်ပြားလွန်တယ်သိလားဖောင်းထုတဲ့နေရာမှာခင်ဗျားတို့အောက်တန်းကြတယ်ခင်ဗျားတို့ကတကယ်အောက်တန်းစားတွေခင်ဗျားတို့ကအောက်တန်းစားမှာယူလို့အောက်တန်းစားတာမဟုတ်ဘူးခင်ဗျားတို့ကသိလားသူများစောက်ချီးကိုလေသူများစောက်ချီးကိုရှူတဲ့ပြီးတော့မှခင်ဗျားတို့ကစားရတဲ့ဘဝမျိုးတွေခင်ဗျားတို့ရဲ့ဘဝအခြေအနေတွေကိုခင်ဗျားမှန်အောင်မြင်အောင်ခင်ဗျားကြည့်စမ်းခင်ဗျားတို့အခုဘယ်ရောက်နေလဲဘာလုပ်နေလဲခင်ဗျားတို့ဟမ်ဘလို့အဆင့်တန်းမျိုးမှာခင်ဗျားတို့နေရလဲခင်ဗျားတို့တေချာ3သက်ကို3သက်တကယ်လက်နဲ့ကင်ပြီးတော့မှနော်အသက်တွေဆွတ်ဘွားတွေဆွတ်တယ်မှာသူရဲကောင်းလုံနေသူရဲကောင်းတွေများသွားနှိုင်းရှင်တဲ့ပြီးတော့ခင်ဗျားတို့အန်တုပြောကျင်နေတယ်ခင်ဗျားတို့စောက်ဆင့်နေကိုလေကျုပ်ကလေဒီနေရာမှာကျုပ်အင်ကမွေးထားတဲ့ခွေးလောက်တော့တန်မှုမထားဘူးသီးလားခင်ဗျားတို့သဘောပေါက်ထားနော်အဲ့မှာမလေးထိုင်းနေမှာပြောနေကြတဲ့အဲ့မှာဖာပါဇက်နေနဲ့ပြောနေကြတဲ့ဖာသည်မတွေရောဖာကောင်းတွေရောကျွန်တော်ပြောချင်တာနော်အောက်တန်းစားတွေကိုကျွန်တော်ပြောချင်တာသိလားမင်းတို့ကောင်တွေကလေမင်းတို့ကောင်တွေကမင်းတို့ပါဇက်အထက်ရှိရရှောက်ပြောနေတာဂါကတော့လည်းဘာတိတာလည်းမဟုတ်ဘဲနဲ့နော်မိမဆုံးမဖမဆုံးမသားသမီးကြီးမင်းတို့ကတကယ်မိမဆုံးမဖမဆုံးမသားသမီးဂလီကဝတွေမင်းတို့ကသိလားလူစီကန်းလည်းမသိလူကျင့်ဝတ်လည်းမသိမင်းတို့ပပန်း40မင်းတို့ထင်ရမင်းတို့စွတ်ပြောနေကြတာမင်းတို့ကကွာမတန်ပါဘူးမင်းတို့စက်ကောင်စီအောက်မှာဖန်ခံရတဲ့ဘဝနဲ့ပဲမင်းတို့တန်ပါတယ်သိလားမင်းတို့ကောင်တွေတကယ်လွတ်မြောက်ဖို့မတန်ပါဘူးမင်းတို့ကောင်တွေနော်စက်ကောင်စီအောက်မှာတလုံးဖန်ခံရတဲ့ဘဝနဲ့ပဲမင်းတို့ရက်တီတွားဖို့ပဲမင်းတို့တန်ပါတယ်နော်မင်းတို့တကယ်စေတနာနဲ့မင်းတို့ကောင်တွေကိုတော်လန်ကြီးလုတ်ပေးဖို့မတန်ဘူးမင်းတို့ကောင်တွေကနော်တော်လိုင်းကြီးတို့တကယ်ထဲဝင်လုံနေကြတယ်မှန်ကန်လုံနေကြတဲ့သူတွေကိုတခိုးလို့ဆွဆွဲဟမ်မင်းတို့ကောင်တွေကနော်မြေပြင်မှာဖြစ်နေတဲ့ပြဿနာတွေကိုမင်းတို့ကောင်တွေကတခါတည်းအစိုးရကိုစောက်ဖောင်းထုတယ်လို့ထုမင်းတို့ကောင်တွေကအစိုးရကိုစောက်ပြစ်တင်ရင်လို့တင်းမင်းတို့လက်3ချောင်းထောင်ထားခဲ့တယ်အဲ့စင်ကာပူကနော်စင်ကာပူကဖာတယ်မတွေနင်တို့စောက်ပါစက်တွေနော်နင်တို့အရင်တော့လက်3ချောင်းထောင်ခဲ့ကြရတယ်လေအခုနင်တို့အဲ့လက်3ချောင်းနင်တို့စောက်ဖို့တော့ပြန်ထိုးပြီလားဟုတ်လားဟိုခွေးမသားကိုမေကိုလိုးတွေရောက်ဖာပါစက်နဲ့ဖာတယ်ရနေတဲ့ဖာပါစက်နဲ့ကောင်တွေမင်းတို့လည်းပါမင်းတို့လက်3ချောင်းထောင်ခဲ့တာကိုမင်းတို့ဖင်တဲ့ကိုမင်းတို့ပြန်ထိုးနေပြီမို့လားဟုတ်လားရောက်မြန်မာပြည်ပြန်လို့ရတယ်ပြန်ကြည့်လေမင်းတို့ပြန်ကြည့်လေပြန်မင်းတို့ဘလို့အကျိုးဆက်တွေမင်းတို့ခံစားရမလဲမင်းတို့စောက်ခွတ်တွေကိုတက်လုံးငါတို့ကဖျောက်ပြမသွားဘူးသိလားမှတ်ထားတာနော်မင်းတို့စောက်ခွတ်တွေကိုတက်လုံးဖျောက်ပြမထားဘူးတနေ့မဟုတ်တနေ့မင်းတို့ကောင်တွေတွေ့ကိုတွေ့မှာမပူနဲ့မင်းတို့တစ်ဖက်မဟုတ်တစ်ဖက်ကတော့တွေ့ကိုတွေ့မှာမင်းတို့ကောင်တွေသိလားကိုမေကိုလိုများတက်ပြောစမ်းမင်းတို့ကောင်တွေကြိုက်တော့ပြောဒီရှိမင်းတို့ပြောကြတဲ့စောက်ခွက်တွေနဲ့မင်းတို့စောက်ပါဇက်တွေအကုန်လုံးကို record လုပ်ထားပြီးသားသိလားမင်းတို့ပြန်ကြည့်လိုက်မင်းတို့၄စိတ်ရောက်တာနဲ့ဘာဖြစ်မလဲမင်းတို့ကိုမေကိုလိုးတွေနော်ငါလုံးမတွေမင်းတို့တွေကလေတကယ်ဖာတယ်မတွေဖာပါဇက်တွေသူများနိုင်ငံမှာကြွယ်ခံတာလေဖင်ရရင်လေကောင်းသွားခံပါသူများစောက်ဖုံးသွားမထုပါနဲ့နော်မင်းတို့တွေအဲ့လိုမျိုးဘဝပြည့်တဲ့ဖာခံစားတဲ့အနေထားတရက်ကိုနောက်လာသားတွေမဖြစ်ရလေအောင်ဆိုပြီးတော့သူတို့တွေကအသက်ပေးတယ်ဒီမှာကာကွယ်တိုက်ခိုက်ပေးနေတာဒီအပေါ်မှာမင်းတို့ကောင်တွေကပုတ်ခတ်ထည့်ပြီးတော့မင်းတို့ကပြောချင်နေတယ်ဒီတော်လိုင်းကြီးကိုစကျင်းပတဲ့ချိန်တော့ဆိုမင်းတို့လွတ်မြောက်ဖို့တော့ကိုအာမဘန်းဒီခံတဲ့မှာတော်လိုင်းကြီးကိုလွတ်ခိုင်းထားတာမဟုတ်ဘူးသိလားနော်နောက်သားတွေအတွက်ဆိုတဲ့ပုံစံမျိုးနဲ့သွားနေကြတာဒီအပေါ်မှာမင်းတို့ကောင်တွေကစောက်ကြီးစောက်ကျင်းနေမင်းတို့ကမခံစားရတဲ့ပုံစံမျိုးလုံးနဲ့မင်းတို့ကလာထိုက်ပြီးတော့ဖောင်းထုပြောနေတာမင်းတို့မရှက်ဘူးလားမင်းတို့ကအဲ့လောက်ကလေးပဲလားမင်းတို့အုံတော့ကမင်းတို့အတွေးခေါ်ကမင်းတို့တွေးခေါ်အဲ့လောက်ကလေးပဲလားမင်းတို့အဲ့လိုမျိုးပြောဆိုနေလို့မင်းတို့တော်လိုင်းဘာထူးချောသွားမလဲပြောမင်းတို့စက်ကောင်စီအောင်ဘာတွေထူးလုံနိုင်မလဲမင်းတို့ပြောဆိုနေတော့တက်ခါကြသွားလားတော်လိုင်းကြီးမှာဘာမှမကြောက်ဘူးတော်လိုင်းကြီးသွားနေတာပဲဒေါင်းနီတေသွားလို့တော်လိုင်းဆုံးသွားတာမဟုတ်ဘူးနော်ဒေါင်းနီလို့သူရဲကောင်းတွေအများကြီးပဲမင်းတို့သိထားမှာမင်းတို့စောက်တရားလွန်တာပေါ့ကွာမင်းတို့စောက်တရားလွန်တာပေါ့နော်မင်းတို့တကယ်မိမဆုံးမဖာမဆုံးမသားသမီးတွေအတွေးခေါ်အသိပညာလုံးဝမရှိတဲ့ဟာတွေမင်းတို့အောင်เนี่ยသိလားနော်ဖာမျိုးဖာຫນွေဒီမင်းတို့ကနော်မင်းတို့တလုံးဖန်ခံစားဖို့ပဲစဉ်းစားထားနော်တော်လိုင်းစိတ်လဲကုန်တယ်မင်းတို့အတွက်နဲ့သိလား
မင်းတို့တွေကလေအကောင်းမတန်ဘူးမင်းတို့ကောင်တွေကတကယ်ဒီမိုစနဲ့ဖက်ဒရယ်စနစ်ကိုကူးပြောင်းနေတဲ့နိုင်ငံတစ်ခုမှာ